အဖိုးကြီးတယောက်ဟာသူ့လက်ထဲကစုပ်တံနဲ့စက္ကူကိုကြည့်ပြီးမျက်ရည်တွေဝဲနေပါတယ်ဒီလောက်ကောင်းတဲ့ပစ္စည်းတွေကိုနှိမ်ယွန်တဲနဲ့ရတယ်ဆိုတာသူလုံးဝမယုံနိုင်အောင်ဖြစ်နေတာပါဒါပေမဲ့ဒီနောက်ွယ်မှာဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေရှိနေမလဲဆိုတာဆက်ကြည့်လိုက်ရအောင်အားလုံးရဲ့အချစ်တော်ရေရလေးဟာနှိမ်ယွန်ဆိုင်ထဲမှာပစ္စည်းတွေလိုက်ကြည့်နေပါတယ်သူမဟာစုပ်တံလေးတွေကိုမြင်တော့အယံအံ့ဩသွားပြီးမော်ဘီစုပ်တံလားဒါလည်းနှိမ်ယွန်ပဲလားလို့မေးလိုက်ပါတယ်သူမဟာသူမရဲ့အဖိုးအတွက်စုပ်တံအစ်စ်ဝယ်ပေးချင်နေတာပါဆိုင်ရှင်မမလေးကရေရကိုညီမလေးကစုပ်တံကင်ပြီးစာလေးချင်းမလို့လားလို့မေးတဲ့အခါရေရကညီမလေးစာမရေးတတ်သေးပါဘူးအဖိုးရဲ့စုပ်တံတွေကအမွှေးတွေကျွတ်နေပြီမို့လို့အဖိုးအတွက်ဝယ်ပေးချင်တာပါလို့ရိုးသားစွာဖြေလိုက်ပါတယ်ဒီစကားကြောင့်ဆိုင်ရှင်မမလေးဟာရေရရဲ့တည်တတ်မှုကိုအယံသဘောကျသွားပါတယ်ရေရကအဖိုးအတွက်တင်မကပဲသူမရဲ့မောင်လေးတွေအတွက်ပါစုပ်တံတွေထပ်ဝယ်ပါသေးတယ်သူမဟာဆိုင်ရှင်မမလေးကိုမမညီမလေးကိုနောက်ထပ်3ချောင်းလောက်ကူယူပေးပါဦးအဖိုးအတွက်တစ်ချောင်းမောင်လေးတွေအတွက်တစ်ချောင်းစီပေါ်လို့ချစ်စပွဲတောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမအတွက်လည်းသပင်စည်းကွင်းလေးတွေဝယ်ဖို့ကြည်နေပြန်ပါတယ်ဆိုင်ရှင်မမလေးကရေရကိုလှလှပပကလစ်လေးတွေဝယ်ဖို့တိုက်တွန်းပေမဲ့ရေရကညီမလေးမှာသပင်စည်းကွင်းရှိပါတယ်ပတ်စံအပိုမသုံးကျင်တော့ဘူးလို့ညင်းလိုက်ပါတယ်ဒါပေမဲ့ဆိုင်ရှင်မမလေးကစေတနာနဲ့သပင်စည်းကွင်းအဖူးလိုက်ကြီးကိုရေရကိုလက်ဆောင်ပေးလိုက်တဲ့အခါရေရလေးအယံပျော်သွားပါတယ်ဒါလည်းမကသေးပဲလှပတဲ့ကလစ်လေးတွေကိုလည်းရေရရဲ့သပင်မှာကူညက်ပေးလိုက်ပါသေးတယ်ရဲဟာပစ္စည်းတွေအပြည့်တင်ထားတဲ့တွန်းလဲလေးနဲ့ရွာကိုပြန်ရောက်လာပါတယ်။ဦးလေးကြောက်ကသူမကိုမြင်တော့ရဲပြန်မလာသေးဘူးလားလို့အောက်မေ့နေတာဒါတွေကဘာတွေအများကြီးဝယ်လာတာလဲလို့အံ့ဩတကြီးမေးလိုက်ပါတယ်။ရဲကဂုံယူစွာနဲ့ဒါတွေအားလုံးကနှိမ့်ရွံဆိုင်ကဝယ်လာတာပတ်စံတရွက်ထဲနဲ့အများကြီးရတာလို့ပြန်ပြောလိုက်ပါတယ်။အဖိုးဖန်ဟာရဲဝယ်လာတဲ့စုပ်တံကိုကင်ကြည့်ပြီးငါတသက်မှာဒီလောက်ကောင်းတဲ့စုပ်တံမျိုးတစ်ခါမှမကင်ဘူးလို့ပြောရင်းစိတ်လှုပ်ရှားနေပါတယ်။သူကဒီစုပ်တံဟာအ ਨੇ ဆုံးပြ100ကျော်တန်တယ်လို့ထင်နေတာပါ။ဒါပေမဲ့တကယ်အမှန်တရားကတော့ဒီပစ္စည်းတွေအားလုံးဟာနှိမ့်ယွန်နဲ့ရခဲ့တာပဲဖြစ်ပါတယ်။ရေရကအဖိုးဒါကတရွက်ကိုနှိမ့်ယွန်မဟုတ်ဘူးတထုပ်လုံးကိုမှနှိမ့်ယွန်ပဲလို့ပြောလိုက်တဲ့အခါအဖိုးနဲ့ဦးလေးတောက်တို့နှစ်ယောက်လုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။သူတို့ဟာဒီခေတ်သစ်ပစ္စည်းတွေရဲ့ဈေးနှုန်းကိုလုံးဝမယုံနိုင်အောင်ဖြစ်နေတာပါ။ဒါအပြင်ရေရကသူမရဲ့မောင်လေးတွေကိုလည်းစုပ်တံတွေလက်ဆောင်ပေးလိုက်ပါသေးတယ်။နောက်ဆုံးမှာတော့ရေရကသူမဝယ်လာတဲ့ထူးဆန်းတဲ့ပစ္စည်းလေးတစ်ခုကိုဦးလေးကြောက်ကိုပြလိုက်ပါတယ်။အဲ့ဒါကတော့မှန်ဘီလူးလေးပဲဖြစ်ပါတယ်။ဦးလေးကြောက်ကအဲ့ဒီမှန်ဘီလူးတွေကနေသူ့မျက်နှာကိုပြန်ကြည့်လိုက်တဲ့အခါကြီးမားသွားတာကိုမြင်ပြီးကြောက်လန့်တကြားနဲ့အံ့ဩသွားပါတော့တယ်။ဒီလိုနဲ့ရေရလေးရဲ့စေတနာနဲ့တိတက်မှုကြောင့်ရွာသူရွာသားတွေအားလုံးပျော်ရွှင်ခဲ့ကြရပါတယ်။ခင်မီတဲ့ပစ္စည်းလေးတွေကသူတို့ရဲ့ရိုးရှင်းတဲ့ဘဝတွေကိုအံ့ဩစရာတွေယူဆောင်လာပေးခဲ့တာပါ။ရေရလေးရဲ့ဒီလိုချစ်စရာကောင်းတဲ့လုပ်ရက်လေးတွေကတော့ဆက်ရှိနေအောင်မှာပါပဲ။တခါမှမမြင်ဘူးတဲ့မှော်မှန်တစ်ချက်ကြောင့်ရွာတရွာလုံးပေါ်လောရိုက်သွားလိမ့်မယ်လို့ဘသူကထင်ထားမှလဲ။ဒီကလေးမလေးရာကမြို့ကနေထူးဆန်းတဲ့ပစ္စည်းတွေယူလာပြီးဦးလေးကြောက်ကိုမှန်ပြလိုက်တဲ့အခါသူ့မျက်နှာကိုသူပြန်မြင်ပြီးအံ့ဩတုန်လှုပ်သွားရပါတယ်။ဒါပေမဲ့ဒါကအစပဲရှိသေးတာပါ။လေကွင်းထဲမှာအလုတ်လုံနေတဲ့ရွာသားတွေလည်းရာပြန်လာပြီးထူးဆန်းတဲ့ရတနာတွေယူလာတယ်ဆိုတာကြားချင်းအလုတ်တွေကိုပစ်ထားခဲ့ပြီးရွာထဲကိုအပြေးလွှားပြန်လာကြပါတော့တယ်။ဒီတစ်ခါကလေးမလေးကဘာတွေယူလာပြန်ပြီလဲဆိုတာအားလုံးကအယံကိုသိချင်နေကြတာပါ။ရာကသူ့ဖွားကိုပြစ်ဖက်ပြီးမြို့ကနေရွာသူရွာသားတွေအတွက်လက်ဆောင်တွေအများကြီးဝယ်လာခဲ့တယ်လို့ပြောလိုက်ပါတယ်။ရွာလူကြီးကိုလည်းရွာသားအားလုံးကိုစုပေးဖို့နဲ့ပစ္စည်းတွေဝေပေးမယ်လို့ဝမ်းသာအားရပြောပြလိုက်တဲ့အခါအားလုံးကစပွဲဝိုင်းစီစုပြုံရောက်လာကြပါတယ်။စပွဲပေါ်မှာတင်ထားတဲ့ဆက်ပြာတွေတွားတိုက်တံတွေနဲ့မှန်တွေကိုမြင်တော့ရွာလူကြီးတောင်မျက်လုံးပြူးသွားရပါတယ်။ရာကစပွဲပေါ်တက်ရက်ပြီးဒါတွေကဘာလဲဆိုတာကိုရွာသားတွေကိုစတင်ရှင်းပြပါတော့တယ်။ရာကအဝါရောင်ဆက်ပြာတုံးလေးကိုကင်ပြီးဒါကကြီးတွေအစီတွေကိုပြောင်းစင်အောင်ဆေးကြောပေးနိုင်တဲ့ဆက်ပြာတုံးဖြစ်ကြောင်းရှင်းပြပါတယ်။ရွာသားတွေကတော့ဒါကိုစားစရာလို့ထင်နေကြပြီးအံ့ဩတကြီးဖြစ်နေကြတော့မှာပဲ။ဒါနဲ့ရာကဦးလေးကြောက်ကိုရေတစလုံးခတ်ခိုင်းပြီးလက်တွေ့စမ်းတက်ပြဖို့ပြင်ဆင်လိုက်ပါတယ်။လက်ကိုအရင်ရေဆိုအောင်လုပ်ပြီးဆက်ပြတိုက်ခိုင်းလိုက်တဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာအားလုံးကရင်းတဖိုးကိုနဲ့စောင့်ကြည့်နေကြပါတယ်။ဦးလေးကြောက်လက်ကိုပို့လိုက်တာနဲ့အမြုပ်တွေအများကြီးထွက်လာပြီးလက်မရှိတဲ့ကြီးတွေအားလုံးပြောင်းစင်သွားတာကိုမြင်တော့ရွာသားတွေအံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။ဒါဟာပြပူနဲ့ဆေးတာထက်အစတရမှာကပိုကောင်းတယ်လို့အော်ဟစ်ချီးကျူးကြပါတော့တယ်။နောက်ထပ်ရာကတွားတိုက်တံနဲ့တွားတိုက်ဆေးကိုထုတ်ပြီးဦးလေးကြောက်ကိုတွားတိုက်ပေးပါတယ်။တွားတိုက်ဆေးအမြုပ်တွေထွက်လာပြီးတွားတွေကိုအပေါ်အောက်တေချာတိုက်ပေးဖို့ကလေးမလေးကစနစ်တကျလမ်းညွှန်ပေးနေပါတယ်။ဦးလေးကြောက်ရေလုတ်ချင်းပြီးတွားတွေကိုဖျဲပြလိုက်တဲ့အခါတွားတွေကဖြူပွေးတောက်ပသွားပြီးပါဇက်ကလည်းမွေးပြက်တဲ့အနံ့တွေထွက်လာပါတယ်။ဒါကိုမြင်တဲ့ရွာသားတွေကတော့ဒါဟာတကယ်ကိုအံ့ဖွယ်မောပညာပဲလို့ယုံကြည်သွားကြပါတော့တယ်။ရာကရွာသား20တယောက်လုံးအတွက်တွားတိုက်တံတစ်ချောင်းစီဝယ်လာခဲ့တယ်လို့ဆက်ပြနဲ့မှန်တွေကိုလည်းအားလုံးတန်တန်ရှင်းရှင်းနေနိုင်အောင်ဝေပေးလိုက်ပါတယ်။တရွာလုံးပျော်ရွှင်စရာတွေနဲ့ပြည့်နှက်သွားတဲ့အချိန်မှာအဖွားဖြစ်သူကစိုးရိမ်တကြီးမေးခွန်းတစ်ခုမေးလိုက်ပါတယ်။ရာကဝယ်လာတဲ့မှန်တွေကိုထပ်ထုတ်ပြပြီးဒါတွေကတရွာလုံးအတွက်ပါလို့ပြောလိုက်တဲ့အခါရွာသားတွေကဝမ်းသာအားရနဲ့မှန်တွေကိုလူယူကြည့်ကြပါတယ်။ကိုမျက်နှာကိုမှန်ထဲမှာအသေးတန်ကြည့်နေကြတဲ့ရွာသားတွေရဲ့ပုံစံကတကယ်ကိုရေစရာကောင်းလာပါတယ်။ဒီလောက်ကောင်းတဲ့ပစ္စည်းတွေဝယ်ဖို့ပတ်စံတွေအများကြီးကုန်မှာပေါ့လို့အဖွားကမေးတဲ့အခါရာကဒါတွေအားလုံးကိုတော်ဟင်းသီးဟင်းရွက်တပိတ်တာဖို့ပတ်စံနဲ့ပဲဝယ်ခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒီလိုအဖိုးတန်ပစ္စည်းတွေကတော်ဟင်းသီးဟင်းရွက်လောက်ပဲတန်ဖိုးရှိတယ်ဆိုတာသိလိုက်ရတဲ့အခါအဖွားဖြစ်သူကအံ့ဩလွန်းလို့စွန့်သွားရပါတော့တယ်
နောက်ဆုံးမှာတော့ရာကမြို့ကနေဝယ်လာတဲ့သပင်စီးကွင်းအမဲလေးတွေကိုထုတ်ပြီးသူ့သပင်လေးကိုစီးပေးဖို့အဖွားကိုပေးလိုက်ပါတယ်။ရွာလေးတစ်ရွာလုံးဟာဒီကလေးမလေးယူဆောင်လာတဲ့ခေတ်မီပစ္စည်းလေးတွေကြောင့်ပိုမိုတောက်ပပြီးတန်ရှင်းတဲ့ဘဝတစ်ကိုစတင်ခွင့်ရရှိသွားကြပါတော့တယ်။